ကျွန်တော်တို့သွားမယ်နော်ဒါဆိုရင်နံပါတ်ကြီး2ရောက်သွားပြီနော်မိကုန်းလေးဖတ်ကြည့်ရအောင်ဒီမှာ2ပိုက်ရှိတဲ့အတွက်ပထမတစ်ပိုင်းမှာအဖြေတစ်ခုရှိမယ်ဒုတိယတစ်ပိုင်းမှာအဖြေတစ်ခုရှိမယ်ဒီခါလေးပြောပြီးသားနော်ဗီဒီယိုဖတ်တဲ့အခါမှာမိကုန်းကိုရင်ဖတ်ပါပြီးတော့မှအဖြေတွေကိုဖတ်ပါအဖြေတွေကိုနားလည်ပြီးမိကုန်းကိုနားလည်ပြီးဆိုမှစာပိုက်ကိုဖတ်ပါနော်နံပါတ်20ကအာတရာရှိရဲတဲ့အရင်တစ်မှာအိမအခုစုကတေရီတို့တို့ကိုတော့ကအသုံးပြုနေတဲ့နေရာကဒိုရဲဒစ်ကဘယ်နေရာလဲအိမ်ခုစောင့်နေတဲ့အိမ်တစ်ကြီးမှာအခုသုံးနေတဲ့နေရာကဘယ်နေရာလဲဘယ်နေရာကိုပဲသုံးတာလဲနံပါတ်1ကဒိုက်တို့ကိုတော့အိမဒိုက်တို့ကိုတော့မိဖို့ကြောင့်နဲ့အိမပေါ့နော်အိမကျတော့ဘယ်လိုပြောမလဲခန်းပုံစံမျိုးလားအိမမှာပေါ့နော်နောက်တစ်ခုကကျတော့ဒိုက်တို့ကိုတော့နဲ့အိမနောက်ပြီးတော့ဝါတာရှိတို့ကျွန်တော်နဲ့စုမနော်ဟေးရကျွန်တော်နဲ့မိန်းမနဲ့နေတဲ့ခန်းအိမရဲ့ဘာသာပြလိုက်ပေါ့နော်ဒိုက်တို့ကိုတော့ရဲ့အိမရဲ့ကျွန်တော်နဲ့မိန်းမနဲ့နေတဲ့ခန်းရဲ့ကလေးတွေနေတဲ့အခန်းတစ်ခန်းဒါမှမဟုတ်ရင်ဒိုက်တို့ကိုတော့ရဲ့အိမရဲ့ပြီးရင်ကျွန်တော်နဲ့မိန်းမနဲ့နေတဲ့ခန်းတို့တွေများနှစ်ယောက်နေတဲ့ခန်းရဲ့ပြီးရင်ကလေးခန်းက2ခုရဲ့ပေါ့နော်အဲ့တော့ဖတ်ကြည့်လိုက်မယ်မိကကေဆမရဲ့အစကကေဆမရဲ့လွန်ခဲ့တဲ့3လလောက်ကအာတရာရှိဤရဲ့နိဟီကိုရှိမစတာအရင်တိကိုပြန်ရှိခဲ့တယ်ဧကိုင်နီဝပထမတက်မှာတော့ဒိုက်တူကိုရောတို့အိမဒိုက်တူကိုရောနဲ့အိမပထမတက်မှာရှိတယ်ဝတာရှိတို့စုမကအရှောနီစုကောက်ဟေယကအာရီမတ်ကျွန်တော်နဲ့မိမနဲ့အတူသုံးပြတဲ့ခံလည်းရှိပါတယ်နိကိုင်နီဝနှစ်တက်မှာတော့ကိုရိုးပုံတော်ဟေယကဖူတာဆိုအာရီမတ်ကလေးတွေနေတဲ့အခန်းက2ခန်းရှိပါတယ်တဲ့နောက်တော့အိမဝါတဲ့အခုအားတဲ့ခရိုးမိုဝါဟီတိုရီဟီကာအိမဆန်ကားတဲ့ကလေးကတယောက်ကလွယ်ပြီးမရှိပေမဲ့တယောက်ပဲရှိတယ်ပေါ့နော်တယောက်ပဲရှိပြီးတော့ right နဲ့နောက်နေ့မှာအာကားကျန်ကဥမာတွေမှာကလေးမွေးဖွားမှာပါတဲ့ခရိုးမိုကချီးဆိုင်တော်တဲ့ကလေးကသေးတဲ့အတွက်ကြောင့်မတာနိကိုင်တော်ဟေယဝါစကတ်တဲ့အိမဆန်အခုဒီနှစ်လွာကအခန်းကမသုံးသေးဘူးအဲ့တော့စင်းတို့ကလေးတွေကြအခန်းမသုံးဘူးလို့ပြောတာကလေးကတော့တယောက်ကလွယ်ပြီးမရှိဘူးနောက်နေ့မှအဲ့ကလေးကမွေးမှာဟုတ်လားအခုကတော့ကလေးတယောက်ပဲရှိတယ်အဲ့ကလေးကလည်းသေးနေသေးတဲ့အတွက်ကြောင့်ဆိုတော့ဒီကလေးခန်းနေမသုံးဘူးဆိုတဲ့ဟာဒီနှစ်ခုပယ်လိုက်ပြီနော် right နဲ့နော် right နဲ့ပြီးသွားပြီနော်ခဲဟေယဝါစကိုင်းမဆန်အသုံးမပြဘူးအဲ့တော့တို့ဘာပြောထားလဲပထမတစ်ခုမှာတလွာမှာကဒိုင်းတကူတို့နဲ့အိမရှိတယ်ကျွန်တော်နဲ့မိန်းမကအတူတူသုံးနေကြတယ်အဲ့တော့ဒိုင်းတကူတို့နဲ့အိမပါတယ်ရဲ့အိမကြီးပဲမဟုတ်ဘဲနဲ့ဝါတာရှိတို့စုမနော်ဟေယဟလာစုမနော်ဟေယလည်းရှိသေးတယ်အဲ့တော့အဖြစ်က2ဖြစ်သွားတယ်ဘာလို့ဆိုပုံမှန်